we need team တာသနာတည်နေဒါပေမဲ့တဲ့အခုလို့တဲ့စာပြန်ပွဲတွေလုပ်မယ်တဲ့နော်စာပြန်ပွဲတွေလုပ်နေတယ်တဲ့ we need ဆွေးနွေးပွဲတွေလုပ်နေတယ်တဲ့တကယ်လက်တွေ့ we need တွေကိုပြည့်စုံကျင့်သုံးဖို့လည်းလိုပါတယ်မှန်တဲ့စကားတွေးထောက်အောင်မှန်ဒီစကားဒါကြောင့်ဦးဇင်းတို့အမိနိုင်ငံကဩဝါဒတွေပဲခံယူကြတယ်ဩဝါဒခံယူပွဲတွေလုပ်ဆရာတွေတကာတွေလည်းလုပ်ဒါပေမဲ့လက်တွေ့အဆုံးအမတွေဗုဒ္ဓရဲ့အဆုံးအမတွေကိုမလိုက်နာဘူးဆိုရင်တော့အိတ်ပေါက်ကြီးနဲ့ဖားကောက်တယ်ဆိုတဲ့စကားပုံတိုင်းပဲဘယ်တော့မှလူအင်ဆန္ဒမပြည့်ဘူးအောင်မြင်မှုမရနိုင်ဘူးပေါ့သာသနာပြုလုပ်ငန်းမအောင်မြင်နိုင်ဘူးပေါ့ဒါကြောင့်တခါကြီးတို့သာသနာကိုချစ်တယ်ဆိုရင်အဆုံးအမကိုလိုက်နာဖို့ကအရေးကြီးဆုံးပဲနော်အဲ့ဒါကြောင့်ကိုလည်းဆုံးမရအောင်သာသနာရည်ရှိတည်မြဲမှုကိုပေါ့နော်ကိုမှာဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတာကိုကိုအမြဲတမ်းစဉ်းကျင်အောင်ကိုရဲ့လိုအပ်ချက်တွေကိုအားနည်းချက်လေးတွေကိုပြုပြင်နိုင်ပြီဆိုရင်အဲ့ဒါအောင်မြင်မှုတေးကြပါပြီအဓိကအောင်မြင်တယ်ဆိုတာသူများကိုလိုက်ပြီးတော့ပြုပြင်နေတာကအောင်မြင်မှုမသေးကြဘူးနံပါတ်1ကိုပေါ့ကိုပြုပြင်ပြောင်းလဲလိုက်တယ်ဥမာကိုကတီလာကိုချစ်မြတ်နိုးမရှိသေးဘူးဆိုရင်ကိုကတီလာကိုချစ်မြတ်နိုးလောက်အောင်တီလာကိုလေးစားဖြည့်ကျင့်ကြအောင်ကိုဆုံးမပြီးတော့အကောင်းဆုံးတီလာပြီးတော့အကျိုးပေါက်နော်မရှိပဲနဲ့ပေါ့တေချာကျင့်လိုက်မယ်ဆိုရင်ဒါကိုရဲ့တာဝန်ကြီးလုံးကအောင်မြင်သွားပြီတေချာပါပြီအဲ့ဒါတကယ်အောင်မြင်သွားပြီအဲ့ဒီပုံကဘာလို့ကိုရင်ထဲမှာတီလာတာသနာကိန်းအောင်သွားပြီပေါ့အဲ့လိုကိုတိုင်းစံပြကျင့်ပြီးတော့စွမ်းနိုင်တယ်လို့တခြားသောပြိတ္တတွေအပြင်တွေကိုသွားပြီးစီယုံရပြီစီယုံတဲ့အခါမှာတော့ဒီပေါင်းစုံနဲ့စီယုံရတာပေါ့နော်အဲ့ဒါသူတို့တွေကျင့်ချင်းလောက်အောင်ဟာလားအဲ့လိုစီယုံမယ်ဆိုရင်ဒါဆိုဒါတော့မသေးကြဘူးကိုကအသေးကြဆုံးဦးစင်းမြင်တာခောက်ကကြီးမှာကိုစီကိုဆုံးမကြမယ်ဆိုရင်ဒီသာသနာလာမင်းကြီးကထွန်းတောက်သွားပြီကြားလားဒီတိုင်းပဲစီးပွားရေးလုပ်ငန်းတကာကြီးတွေလုပ်တယ်ကိုတိုင်းကိုဆုံးမကိုရဲ့ဘယ်လိုပြောရမလဲအဖိတ်အစင်ပေါ့မလိုလားအပ်တဲ့ကုန်ချမှုနော်ဖြုံတိမှုတွေဒါတွေကိုချွေတာရတယ်ချွေတာစုဆောင်တထေးလောင်းတယ်ကြားလားအဲကြောင့်မကုံတဲ့တာမကုံရအောင်လူတာတန်းတာလေးတဲ့ပက္ခသနာဘက်ကိုမဆန်ရအောင်မကုံတဲ့တာမကုံစီနဲ့ဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်အဲဒါကြောင့်မို့စီးပွားရေးလုပ်တဲ့ပုံကိုယ်တွေကလည်းပဲချွေတာစုဆောင်တထေးလောင်းဆိုတဲ့အတိုင်းချွေတာနဲ့နော်အဲ့ဒါလောကလူတွေအတွက်ပေါ့နော်အဲ့လိုမျိုးပေါ့ချွေတာလေးသုံးဆွဲမယ်ဆိုရင်ပေါ့ဒါလို့ဆိုရင်ကိုယ့်ရဲ့ဒီ income money လို့ပြောမလားဝင်ငွေပေါ့ outcome money ဆိုတော့ထွက်ငွေဝင်ငွေထွက်ငွေကိုမျှတအောင်သုံးဆွဲတဲ့အောင်လူသားတယောက်တွေနေနော်အဲ့လိုမျိုးကိုချင်းတီလာရှိမယ်မလူလားအတဲ့ဦးနာလို့အစံတွေကုန်နိုင်တဲ့လောင်ကစားလောက်တာမျိုးတွေလုံးဝမလုပ်ရအောင်ချဲထိုးတာတွေထီထိုးတာတွေဘေးတင်လိုက်တွက်တာတွေရေရတက်ရိုက်တက်စင်တွေဒါတွေကအလကားကံရဲ့အကြောင်းအကျိုးကိုယုံကြည်မှုကင်းမဲ့သွားတာကာမတက္ကရာတမဒိဋ္ဌိဉာဏ်ကိုကင်းမဲ့စီတော့ပေါ့ဒါတွေလည်းမလုပ်ရအောင်ဗုဒ္ဓဘာသာကြီးနော်မလုပ်ရနတ်ကိုးခွဲတာနတ်မေးတာယနေ့စီလို့နဂါမဲတော့ပါဘူးတော့ပါတော့စုတ်ချက်ခက်အောင်နော်သူများလိုက်ရောင်တိုင်းလိုက်မရောင်လည်းပေါ့နော်ဟုတ်လားအဓိကတော့ဘုန်းကြီးတွေကိုးခွဲတာတော့လူလဲဆိုတော့နာမည်ကြီးတယ်ဆိုပြီးတော့လိုက်သွားမနေနဲ့ကားစီကုန်တယ်စီစီကလည်းတက်နေပြီကြားလားဘယ်ရန်တာဘာညာဦးကနွားဥတိုက်ခွေးဥတိုက်နဂါဥတိုက်စသည်ဖြင့်ဘာမှအဲ့ဒါတွေအမျိုးလုံးပါပဲသာသနာတော်ကိုမချစ်ဘူးလက်လာပါလိုချင်တယ်ဂုံလိုချင်တော့နာမည်ကြီးအောင်မျိုးလုပ်ကြမှာပဲကြားလားလူချင်းကြီးအောင်လုပ်ကြမှာပဲအဲ့ဒါကိုမိမိတို့လူသားတွေကနားမလဲပါမလဲနဲ့ဟိုယုံတယုံလိုက်လုံးနေမယ်ဆိုရင်သူ့အတွက်လည်းမကောင်းဘူးနော်သူ့အတွက်လည်းပျက်စီးဖို့ပဲရှိတယ်ကိုယ့်အတွက်လည်းအချိန်ကုန်တယ်အလကားဘာမှမထူးပြောချင်တာကဘာသာရေးလုံးရင်တော့စစ်မှန်ကိုယ့်ရဲ့နှလုံးသားမှာတီလာဖရာရဲ့အဆုံးအမကိုကျင့်ဖို့ဦးဇင်းပြောချင်တယ်နော်ဖရာအဆုံးအမတဲ့၅ပါးတီလာကိုအခုလိုခါဖို့ပစိုးလို့မြဲနေရမယ်ပေါ့နော်မြဲပြီးတော့ဖရာကုံတော်ကြီးအမြဲတမ်းပွားနေမယ်သွားတိုင်းလာတိုင်းပွားနေမယ်ဘုန်းကြီးတောင်းအောင်မသွားလဲပြဿနာမရှိဘူးသွားတယ်ဆိုရင်တကယ်အရေးကြီးတဲ့သာသနာရေးဝိုင်းကူညီနေဆိုတော့ကိုယ့်ရွာမှာခုရှိတဲ့ဟာလားသွားရင်ရပါပြီအဝေးကြီးတွေလည်းတိတ်သွားဖို့မလိုပါဘူးအချိန်ကုန်တယ်ဘာမှမထူးဘူးအဓိကတော့ဘာလို့ဘူးလဲကျင့်မှုပဲဦးစင်ပြောချင်တာဘာလို့ဘူးပဲလဲဒါပဲတခါကြီးမှလည်းကျင့်လိုက်ရင်ကိုယ့်ရင်ထဲမှာသာသနာတည်ပြီနော်သာသနာတည်ပြီကိုယ်စွမ်းနိုင်တယ်လို့တီးတက်တာလေးကိုတငယ်ချင်းတွေဆွဲခေါ်မယ်ကိုမဟောနိုင်ရင်ကိုဆရာသမားတွေရှိတယ်ဆိုရင်ခေါ်လာပြီးတော့တရားတော်တွေနာယူခိုင်းမယ်ဩဝါဒတွေခံယူခိုင်းတယ်ဒီလိုပုံစံမျိုးလေးတွေပေါ့နော်စာအုပ်ကောင်းလေးတွေမျှဝေပြီးပေးဖက်မယ်တရားကောင်းလေးတွေရှိတယ်ဆိုရင်ပေါ့တရားကက်လေးတွေကိုမျှပြီးတော့ပေးနာပေးမယ်ဆိုရင်အဲ့ဒီလိုလူသားတွေကသာသနာပြုပုဂ္ဂိုလ်တွေပဲလို့ဦးဇင်းကသတ်မှတ်ပါတယ်အဲဒီလောက်ဆိုဦးဇင်းပြောတာတော်ပြီနော်အဓိကဘာပဲလဲတစ်ချက်ပြောလိုက်တယ်အဓိကဘာလဲ
ကိုယ်တိုင်ကြည့်ဖို့ပဲ ဒါပဲအဲ့ဒါ main point ပဲလက်တွေ့မကျင့်သေးဒီသာသနာကြိုက်တယ်လို့ဟောကြိုက်တယ်လို့ပြောအလကားပဲလို့မှတ်လိုက်နော်ဒါကြောင့်ဘုန်းကြီးဖြစ်စေလူဖြစ်စေလက်တွေ့ကိုယ်တိုင်ဖရာရဲ့အဆုံးအမကိုလိုင်းနာကျင့်သုံးမယ်ဆိုရင်ဒီသာသနာဘယ်တော့မှမကွယ်ဘူးတခါကြီးတို့မကြီးကဲအားလုံးချမ်းသာပါစေချမ်းသာပါစေနော်